အမျိုးသားကအမိုက်တစကိုပေါ့ပေါ့ပပလွှင့်ပစ်လိုက်ပေမဲ့တထေးမတယောက်ကပန်းအိုးတိုးကိုမဖို့အတွက်ဂရင်းကားကိုအသုံးပြုနေတာကိုမြင်လိုက်ရတဲ့အခါအံ့အားသင့်မြင်တက်သွားပါတယ်ဒီမြင်ကွင်းကြောင့်ဇဝေဇဝါဖြစ်သွားပြီးဘာတွေဖြစ်နေတာလဲဆိုတာကိုတွားကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်အံ့ဩစရာကောင်းတာကသူ့ရဲ့ခွန်အားကအရန်ကြီးမလုံးနေလို့တထေးမောက်ကိုတာဝန်တိုက်မိပြီးလဲကျလူနီးပါးဖြစ်သွားခဲ့ပါတယ်ကံကောင်းစွာနဲ့ပဲသူကအမြန်တုတ်ပြန်လိုက်နိုင်ပြီးသူမကိုအချိန်မီဖမ်းဆွဲထားလိုက်နိုင်ပါတယ်အဲ့ဒီနောက်သူကပန်းအိုးတိုးကိုမဖို့အတွက်ဘာလို့ဒီလောက်တောင်အခက်ခဲခံနေရတာလဲသူကိုယ်တိုင်လွယ်တကူရွှေ့ပေးလို့ရတယ်လို့သူမကိုမေးလိုက်ပါတယ်ဒါပေမဲ့သူထေးမကသူ့ကိုအထင်သေးတဲ့အကြီးနဲ့ကြည့်ပြီးပန်းအိုးက10ပေါင်တောင်4ချိန်ရှိတာမို့လို့သူ့လိုအလုပ်သမားတစ်ယောက်ကဘလို့မှမနိုင်ဘူးလို့ပြန်ပြောပါတယ်နောက်တစ်စက္ကန့်မှတင်အမျိုးသားကပန်းအိုးကိုလက်တစ်ဖက်ထဲနဲ့အလွယ်တကူပဲမပြလိုက်ပါတယ်ပတ်ဝန်းကျင်ကလူတွေအားလုံးလည်းအကြီးအကျယ်အံ့အားသင့်မြင်တက်သွားကြပါတယ်သူတို့မသိခဲ့တာကလွန်ခဲ့တဲ့နာရီအနည်းငယ်လောက်ကဆိုရင်အမျိုးသားဟာခောက်ဆွဲပြုတ်တစ်ခွက်တောင်ဝယ်စားဖို့မတက်နိုင်ခဲ့ပါဘူးအသားမဝယ်စားနိုင်လို့ဆိုပြီးတယောက်ယောက်ကသူ့ရဲ့ထမင်းပကံကိုတောင်ကန်ချသွားခဲ့ပါသေးတယ်အလုပ်ချက်ကလည်းအဖွဲကိုအောက်ဆွဲချတယ်ဆိုပြီးသူ့ကိုအော်ငေါက်ကနောက်တစ်ခါဒီလိုထပ်ဖြစ်ရင်အလုပ်ထွက်လိုက်တော့လို့ပြောပါတယ်အမျိုးသားကပြန်မပြောရဲခဲ့ပါဘူးဘာလို့လဲဆိုတော့သူလက်ထပ်ဖို့အတွက်ဒေါ်လာ9သိန်းစုဖို့လိုနေသေးလို့ပါသူကတိတ်တဆိတ်ပဲစောင်းကြောင်ထိုင်ချလိုက်ပြီးဖိတ်ကြနေတဲ့ခောက်ဆွဲတွေကိုပြန်ကောက်ကငါ့မှာတာခွန်အားတွေပိုရှိခဲ့ရင်ဆိုပြီးတွေးရင်ဆက်စားနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲလို့ဝက်ဆန်းကျဲတဲ့အတန်တစ်ခုကသူ့ကိုစကလန်ပြောလာပါတယ်အခုကစပြီးတခြားလူတွေအားလုံးရဲ့ခွန်အားကစတထောင်ကျဆင်းသွားလိမ့်မယ်ပြီးတော့မင်းကဒီကဘာပေါ်မှာအတန်မာဆုံးလူဖြစ်လာလိမ့်မယ်လို့ပြောပါတယ်သူကနားကြမှားတာပဲဖြစ်မယ်လို့ထင်ခဲ့ပါတယ်ဒါပေမဲ့သူထိမကသူ့ရဲ့ခွန်အားကိုမြင်သွားတဲ့အခါသူ့ကိုညစာစားဖို့ချက်ချင်းပဲဖိတ်ခေါ်လိုက်ပါတယ်အစားအသောက်တွေရောက်လာတဲ့အခါအမျိုးသားဟာစကားတောင်မပြောနိုင်အောင်စွန့်သွားပါတယ်ဟင်းပွဲတတိလေးတစ်ပွဲကိုစပွဲထိုး6ယောက်လောက်တည်ရပြီးထမင်းနှစ်ပေါင်ကို3ယောက်လောက်ဝိုင်းတယ်ပြီးမှချပေးရလို့ပါဘာလို့လဲဆိုတော့ဒီကဘာကြီးမှာလူတွေအားလုံးရဲ့ခွန်အားတွေကျဆင်းသွားတာနဲ့အမျှသူတို့ရဲ့စားခြင်းတောက်ခြင်းစိတ်တွေကလည်းကျဆင်းသွားလို့ပါပဲထမင်းဆက်ဆေးလောက်စားရုံနဲ့တင်လူတွေကအဲ့ဒီလူကိုစားနိုင်တောက်နိုင်တဲ့သူလို့ခေါ်ကြပါတယ်ဒါပေမဲ့အမျိုးသားကဘာမှမသိခဲ့ပါဘူးစောစောကသူကဟင်း3ပွဲနဲ့ထမင်း2ပကံကိုပေါ့ပေါ့ပပပဲမှလိုက်တာကြောင့်ပတ်ဝန်းကျင်ကလူတွေအားလုံးကိုအံ့အားသင့်သွားစေခဲ့ပါတယ်ဆိုင်ရှင်ကသူ့ကိုပြဿနာလာရှာတာလို့တောင်းထင်သွားပြီးအစားအသောက်တွေကိုအလားတမဖြစ်စေဘူးတတိပေးကအကုန်လုံးကုန်အောင်စားနိုင်ရင်ပတ်စံတပြားမှပေးစရာမလိုပဲအလကားကျွေးမယ်လို့ပြောလိုက်ပါတယ်မယုံနိုင်စရာကောင်းတော့အောင်ပဲအမျိုးသားကနောက်ဆုံးတစ်လုတ်အထိအကုန်လုံးကိုစားပစ်လိုက်ပါတယ်ဆိုင်ရှင်လည်းမြင့်တက်သွားပြီးအလကားတော့မကျွေးနိုင်ဘူးလို့ပြဟောပါတော့တယ်တထေးမကသူပြရခတ်နေတာကိုတတိထားမိသွားပြီးထမင်းဘိုးကိုသူမပဲရှင်းပေးလိုက်ပါတယ်အဲ့ဒီနောက်စောစောကသူမပြောခဲ့တာကိုအမျိုးသားပြန်တတိရသွားပါတယ်သူမတို့ဖွဲ့တာခွန်အားပလပြန်ပွဲမှာမနိုင်ခဲ့ရင်သူတို့ရဲ့စီမံကိန်းလုပ်ပိုင်ခွင့်တွေကိုဆုံးရှုံးရလိမ့်မယ်လို့ပြောခဲ့တာပါတထေးမကစိတ်မကောင်းဖြစ်နေတဲ့ပုံနဲ့သူ့ကိုကူညီပေးဖို့တောင်းပန်ပါတယ်ဘာလို့လဲဆိုတော့သူတို့အမြင်မှာသူ့ရဲ့ခွန်အားကဘယ်သူနဲ့မှရှင်လို့မရနိုင်လို့ပါပဲဒါပေမဲ့အမျိုးသားကဓာတ်တွေကိုဘာမှမသိပါဘူးဒါကြောင့်သူကပိန်လွန်အားနဲ့လွန်းလို့ဘဲပြိုင်ပွားအဲ့ကိုမှဝင်ပြိုင်လို့မရနိုင်ဘူးလို့တွေးပြီးချက်ချင်းပဲကောင်းခါညှင်းဆန်လိုက်ပါတယ်ဒါပေမဲ့သူမကသူ့ကိုအခုလေးတင်ထမင်းကျွေးထားတာဆိုတော့ညင်းရမှာအားနာသွားပါတယ်ဒါကြောင့်သူကခေါင်းငိတ်ပြီးသဘောတူလိုက်ပါတယ်နောက်တစ်နေ့မှာတထေးမကအမျိုးသားကိုခေါ်ပြီးခွန်အားပလပြန်ပွဲကိုဝင်ပြိုင်စေပါတယ်ဒါပေမဲ့သူတို့ရောက်ရောက်ချင်းမှာပဲအဖွဲ့ရဲ့မူလအားအတန်ဆုံးလူကစိတ်ဆိုးသွားပါတော့တယ်သူကအမျိုးသားကိုဘာလို့အဓိကလူအဖြစ်ရွေးချယ်ရတာလဲဆိုပြီးမေးခွန်းထုတ်ကလက်ဖြံတိုက်ပွဲရှင်ပြိုင်ဖို့စိန်ခေါ်ပါတော့တယ်အမျိုးသားကလည်းနောက်မဆုတ်ပဲစပွဲစီကိုရှောက်သွားလိုက်ပါတယ်ပြိုင်ပွဲစတင်တဲ့အခါသူ့ဖက်ကဘာခုခံအားကိုမှမခံစားရပါဘူးဒါကြောင့်သူကတစ်ဖက်လူကိုသူ့ပေါ်အရှုံးမပေးဖို့ပြောလိုက်ပါတယ်ဒါပေမဲ့ဟိုလူရဲ့မျက်နှာကအားဆိုင်လုံးလို့หนีရဲနေပြီးအမျိုးသားကိုအနိုင်ပေးလိုက်တာပါလို့လိန်ပြောရပါတော့တယ်အမျိုးသားကလည်းအဲ့ဒါကိုယုံသွားပြီးပြိုင်ဘက်ရဲ့လက်မောင်းကိုဇပွဲပေါ်ညင်ညင်တသားလေးဖိချလိုက်ပေမဲ့ဟိုလူကိုဒဏ်ရာရသွားစေခဲ့ပါတယ်အမျိုးသားကိုယ်တိုင်တောင်အံ့အားသင့်သွားခဲ့ပါတယ်ပြိုင်ဘက်ကလည်းသူ့မှာဘလောက်တောင်အင်အားတွေကြီးမားနေလဲဆိုတာကိုမယုံနိုင်ဖြစ်သွားပါတယ်ဒါပေမဲ့ဒါကသွေးပူလေးကျင်ကန်တက်ပါပဲတကယ်ခွန်အားပလပြိုင်ပွဲကြီးကအခုမှစတင်တော့မှာပါအားလုံးအံ့ဩသွားရတာကအဲ့ဒီပြိုင်ပွဲဟာလွန်ဆွဲပွဲဖြစ်နေတာပါပဲအမျိုးသားကဒါဟာနောက်ပြောင်တဲ့အစီအစဉ်တစ်ခုခုများလာလို့စတင်တန်တရားဝင်လာပါတယ်သူကြောင့်တောင်ဖြစ်နေတော့မှာပဲတာမန်လွန်ဆွဲပွဲလေးတစ်ခုကိုကြီးကျယ်ခမ်းနားတဲ့အခမ်းအနားကြီးတစ်ခုဖြစ်ပြောင်းလဲထားကြတာပါတထေးမရဲ့အဖွဲ့ကရှုံးတော့မဲ့အခြေအနေဖြစ်နေပေမဲ့နောက်တစ်စက္ကန့်မှတင်အမျိုးသားကကြိုးကိုပေါ့ပေါ့ပပနဲ့အသားလေးဆွဲလိုက်ပြီးကစားပွဲကိုချက်ချင်းပဲအလှည့်ပြောင်းဖြစ်သွားစေခဲ့ပါတော့တယ်